မင်္ဂလာပါဒီနေ့မှာတော့ Remote ရဲ့ RBN 20နဲ့30ထွက်တဲ့ speaker ရဲ့အသုံးပြုပုံအစစ်စင်ကိုပြပြပေးသွားပါမယ်ရှင်။ကိုယ့်ရဲ့အတွင်းပိုင်းထဲမှာဆိုရင် user manual ပုတ်ပါမယ်။ Bluetooth နဲ့မသုံးချင်တဲ့ customer ရဲ့အတွက် jet to jet cable တချို့ပါဝင်မယ်။အသင်းမို့အတွက်ဆိုရင်လည်း USB to Type C cable တစ်ချောင်းပါဝင်ပါသေးတယ်။ Bluetooth speaker ရဲ့ဘယ်ဘက်ချမ်းမှာဆိုရင် button ခလုတ်လေးပါဝင်မှာဖြစ်ပါတယ်။ Bluetooth ချိတ်ဆက်ဖို့အတွက်ဆိုရင်တော့ပထမဦးဆုံး power button ခလုတ်လေးကို30စက္ကန့်လောက်ဖိပြီးထားရပါမယ်။ power ပွင့်သွားပြီဆိုတာနဲ့ RGB မီးရောင်လေးတွေပါတပြိုင်တည်းပွင့်လာမှာပဲဖြစ်ပါတယ်။ Bluetooth ချိတ်ဆက်ဖို့ဖုန်းထဲက Bluetooth setting ကို on ထားပေးပါ device မှာပေါ်လာတဲ့ RBN 22 model နဲ့ connect လုပ်ပေးရမှာပဲဖြစ်ပါတယ်ရှေ့မှာနားထောင်ခဲ့တဲ့တခြင်းကိုပြန်နားထောင်ဖို့ဆိုရင်အပေါ်ကိုညွှန်ပြထားတဲ့ button လေးကိုတစ်ချက်ချင်းစီနှိပ်ပြီးအသုံးပြုပေးလို့ရပါတယ်နောက်တစ်ချင်းတစ်ပုတ်ကိုကြော်ချင်တယ်ဆိုရင်ဂျောင်းသင်္ကေတနဲ့ button လေးကိုတစ်ချက်ချင်းစီအသုံးပြုပေးလို့ရပါတယ်အသံအတိုးချဲ့ကိုလည်း speaker ရဲ့ထိပ်မှာပါတယ်ဘောလုံးဝီကိုလှည့်ပြီးတော့အသုံးပြုပေးလို့ရမှာပဲဖြစ်ပါတယ်တချင်းဖွင့်ထားတဲ့အချိန်မှာလည်း color 4ရောင်နဲ့ RGB မီလီတွေကလင်းနေမှာပဲဖြစ်ပါတယ် speaker ရဲ့ကြောဘက်မှာလည်း rubber အစွပ်ကလေးကိုခွာလိုက်တာနဲ့အသင်းမို့အတွက် Type C port AVH port နဲ့ TF ကစိုက်သုံးလို့ရမယ် port လေးတွေလည်းပါဝင်မှာပဲဖြစ်ပါတယ်အခုပြပေးသွားတာကတော့ Remote ရဲ့ RBN 20 Bluetooth speaker ရဲ့သုံးပြုပုံအစစ်အစဉ်ကိုပြပေးသွားတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းထပ်မံတင်ပေးသွားဖို့ရှိတဲ့အတွက်ညီမတို့ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးသွားဖို့မမေ့နဲ့နော်